အလုံးမဲမင်္ဂလာညချမ်းပါပဲရှင်ကျွန်မဒီနေ့ပြောပြမယ့်ခေါင်းစဉ်ကတော့အခန်း၈လီစီယန်သက်ပန်းများပါပဲရှင်အဲဒီခေါင်းစဉ်ရဲ့ background ကိုတော့ကျွန်မကမြစ်ကြီးနားမြို့ကချင်ပြည်နယ်ရဲ့ပုံလေးကိုရွေးချယ်ထားပါတယ်အခန်း၈လီစီယန်သက်ပန်းများအစ္စရေးရဲ့2630သောအမျိုးအစားကျွဲဝလာတဲ့ပန်းများအကြောင်းကိုဟီဘရူးတက္ကသိုလ်မှာရှိတဲ့ပန်းများအသင်းမှာရှာဖွေလေးလာရနိုင်ပါတယ်။အစ္စရေးနိုင်ငံမှာခရိုင်6ခုရှိပါတယ်။အဲဒီထဲကတစ်ခုဖြစ်တဲ့တောင်ပိုင်းဒေသမှာရှိတဲ့ပူနွေးတဲ့နင်းငတ်သဲကန္နာရရဲ့အာရဗာကျိုက်ဝမ်းရဲ့ဘက်မှာအဲ့ဒီပန်းများပေါက်ကြပါတယ်ရှင်။ပန်းဆိုတာဟာနေရောင်အောက်မှာရှိတဲ့ကဘာမီဆိုတဲ့စင်ပေါ်မှာကနေတဲ့နတ်သမီးလေးတယောက်လိုပါပဲ။နင်းအဲ့ဒီတောင်ဘက်ပိုင်းမှာတော့အီလီယက်ဆိုတဲ့မြို့ဟာကြော်ကြားတဲ့မြို့ပြတစ်မြို့ပဲဖြစ်ပါတယ်သူဟာ Red Sea မှာနားမှာရှိပြီးဒေါ်ဖင်ငါးနဲ့ရေကူးလို့ရတယ်လို့ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်တဲ့ရေနေတတ္တဝါဘဝကိုလည်းပဲစိတ်လှုပ်ရှားစွာခံစားနိုင်ပါတယ်ရှင်ကျန်စာအရကတော့ Deuteronomy နှစ်မြင့်ဆောင်8မှာရေးထားတာကိုတွေ့ရပါတယ်။ကျမ်းစာမှာချပြထားတာကတော့ဆွေမျိုးများစိတ်တို့ခီးသွားခြင်းကြောင့်ပါပဲ။သို့တော်လည်းပဲမြို့နာမည်များကတော့ Eliat ELIAT ပါနေခြင်းပါပဲ။အဲ့ဒီ Eliat မြို့အကြောင်းကိုပြောမယ်ဆိုရင်တင်မနာပန်းချံပါလာမှာမလွဲပါဘူး။သူကသဲကန္နာရပန်းချံဖြစ်ပြီးကျင်းနီမိုင်းများနဲ့နာမည်ကျော်ကြားပြီးဟိုးတို့လို့ခေါ်တဲ့အနီရောင်မှုပုံစံကြောက်တုံးကြီးရဲ့ဆောလမွန်မှတ်တိုင်များဂျက်ချင်းနဲ့ဘိုးအဲ့ရှိကြပါတယ်ဆောလမွန်ပီလာများကတော့သမိုင်းမှာကြော်ကြားပြီးသူတီထောင်မင်းနဲ့အားအင်တွေနဲ့ဆိုတဲ့နာမည်များနဲ့ပါဘုရင်မင်းကြီးဆောလမွန်ဟာပထမဖျားเจ้าကိုရှေ့တုန်းကအစ္စရေးရဲ့စိတ်ဝင်ညင်များအတွက်တည်ထောင်ခဲ့သူဖြစ်ပါတယ်ဆရာစု BC မှာပါအခုတော့မွတ်စလင်တင်ပယ်မောက်နေရာပဲဖြစ်ပါတယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အစ္စရေးရဲ့ပန်းများဇိုင်ယွန်ရဲ့ပန်းများယာရှိရဲ့ပန်းများဟာလှပကြက်တည်ရှိစွာနဲ့အယောင်ဆုံးဖြစ်သားထားပါတယ်ရှင်အဲ့ဒါတွေကတော့လီစီယန်သက်ပန်းများပါပဲတောင်ဘက်ကျတဲ့အစ္စရေးကတော့ရွှင်လန်းဝမ်းမြောက်စွာနဲ့ပန်းဆိုင်သူများနဲ့အတူလာလေပတ်မဲ့သူများကိုကြိုးဆိုရပါနီနီဦးပုဂ္ဂလိကသုတေသနစာရန်ပြုစုသူနီနီအန်ဂျီကိုပဒကဖီနာယကအထူးကျေးဇူးပါအလုံးကိုကျမချစ်ပါတယ်ရှင်ဒါကျမရဲ့ intellectual property IP ဒိညာပစ္စည်းဘဒုအတွက်လုပ်တယ်လဲဆိုရင် Israel အတွက်ရှာဖွေပေးခြင်းပဲဖြစ်ပါတယ်ရှင်အလုံးကိုချစ်ပါတယ်